ကျွန်တော်တို့ပွင့်ပွင့်လင်းလင်းပြောရင်တော့အခုကျွန်တော်တို့မှာချင်းညှိနှိုင်းလို့တိုင်ပင်လို့ဆွေးနွေးလို့မရလို့ကျွန်တော်တို့ရဲ့အတွေ့အခေါ်ကျွန်တော်တို့ရဲ့ခံယူချက်ကဒီလိုဖြစ်နေလို့အခုကျွန်တော်တို့အိန္ဒိယနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ညီကိုညီဇောပြည်သူတွေနော် NGO ဖွဲ့စည်းတွေနောက်အစိုးရကဥဆောင်တဲ့ဖွဲ့စည်း advocacy team မှာလည်းကျွန်တော်တို့ခေါ်တယ်ညှိနှိုင်းတယ်ဆွေးနွေးတယ်နော်အကြိမ်ကြိမ်ဆွေးနွေးတယ်နော်အခုဆိုရင်ကျွန်တော်တို့ဟိုပါပေါ့နော်အဖွဲ့အစည်းတွေဆုံးနေပြီနောက်ဆုံးချိန်ကဘယ်လောက်ထိဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ခရီးယန်ပေါင်းစုံပေါ့နော် MKHC ဆိုတဲ့ဒီ Mizoram Christian ဖွဲ့တူတဲ့ကောင်စစ်ဆိုတဲ့ဖွဲ့စည်းနေကျွန်တော်တို့ကိုခေါ်ပြီးညှိနှိုင်းပေးနေတယ်နော်ကျွန်တော်တို့ညှိလို့မရရင်တော့တဲ့ကျွန်တော်တို့ကပြီးကျွန်တော်တို့ဒီ Mizoram population ပေါ့နော်လူဦးရေရဲ့ကျွန်တော်တို့ဒီထက်ဝက်ကျော်ပေါ့နော်ဟို75%လောက်ကျွန်တော်တို့ဟိုရဲ့အတင်းတော်ထဲမှာရှိတယ်တဲ့ကျွန်တော်တို့အတင်းတော်ညှိလို့မရဘူးဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေကိုလက်ထက်ပဲအပ်မယ်ပြည်သူလက်ထက်အပ်မယ်ဆိုတာကအရင်တုန်းကကျွန်တော်တို့ဒီအာပြောမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဗမာပြည်လာတဲ့ဟောပေါ့ဧည့်သည်တွေပေါ့နော်ဒီမှာမိဖွနေတဲ့ဟိုဧည့်သည်တွေလည်းပဲအဲ့လိုကျွန်တော်တို့ဟိုပေါ့ဒီဘက်ကဟိုမြေစောပြည်သူတွေကနေပြီးတော့သူတို့ရဲ့ဟိုစန္ဒသူတို့ရဲ့ဒီအာဝန်ချက်ဒီသူတို့ရဲ့ဒီဥပဒေတွေပေါ့နော်နည်းနည်းချိုးဖောက်တဲ့ဟာတွေရှိတဲ့ခါကြတော့ဒါငါတို့ပြည်နယ်မှာမနေသင့်ဘူးဆိုပြီးတော့ပြည်သူတွေကနေပြီးတော့နင်ထုတ်ထားတာတွေရှိတယ်ဆူလူတာကတော့အဲ့ဒါကိုဆူလူလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဘာသာရေးတင်ပိတ်နေနဲ့မနိုင်ဘူးလက်မခံဘူးဆိုတော့နောက်ဆုံးတော့ပြည်သူလက်ထဲပဲအပ်မယ်ဘာကြောင့်လဲဆိုတော့အဖွဲ့အစည်းတီးကနေပြီးတော့အကုန်လုံးမြင်နိုင်ပြီးအကုန်လုံးကလက်စော့ထားတယ်အကုန်လုံးကလက်မြောက်ပြီးတော့မနိုင်တော့ဘူးကျွန်တော်တို့ဘာသာရေးခေါင်းဆောင်တွေကမနိုင်တော့ဘူးဆိုလို့ရှိရင်တော့ပြည်သူပဲအပ်တော့မယ်ပြည်သူလက်ထဲပဲဒါဒီစစ်ဒီဆောင်တွေအားလုံးဟိုကျွန်တော်တို့လက်နဲ့ကင်တွေရော MP တွေရောဒီမှာမြည်ဖူတဲ့ဟိုကျွန်တော်တို့ဒီနိုင်ငံသားမှန်တမျှပေါ့နော်ပြည်သူလက်ထက်ကအမယ်ဆိုတဲ့အချိန်ကျွန်တော်တို့မှဒီအဆင့်ထိရှိပါတယ်လို့ကျွန်တော်တို့အဲ့ဒါကြောင့်ဒီ diplomacy ဆိုတဲ့နေရာမှာလည်းအင်မတန်မှအရေးကြီးပါတယ်ကျွန်တော် CB နဲ့ဟိုပေါ့နော် ICNCC ကိုနည်းနည်းလေးဟိုပေါ့ဟိုကြုံတုံးကျွန်တော်ပြောချင်တာကတော့ CB နဲ့ ICNCC လည်းပဲကျွန်တော်တို့ဒီရဲ့ပူပေါင်းဆောင်ရွက်မှုကဒီထက်ဟိုကျွန်တော်တို့အဆင်ပြေတယ်ပူပေါင်းဆောင်ရွက်မှုလည်းဟိုစိတ်ငြိလက်ငြိနဲ့တက်ငြိလက်ငြိနဲ့ခြေလန်းလန်းပြီးတော့တွားနေပါတယ်ဒါဒီထက်ပိုပြီးတော့ကျွန်တော်တို့ဒီအပြောမဟုတ်ဘဲနဲ့လက်တွေ့အနေနဲ့ကျွန်တော်တို့အာဒီထက်ပိုပြီးတော့လက်တွေ့ကြပူပေါင်းဆောင်ရွက်ဖို့လိုတယ်စစ်ရေးနဲ့ကျွန်တော်ဆိုလိုတာကစစ်ရေးနိုင်ငံရေးနဲ့ balance ဖြစ်ဖို့ကျွန်တော်တို့ညှိနှိုင်းပြီးတော့နော်အဲ့လိုတွားဖို့လဲကျွန်တော်အရေးကြီးပါတယ်လို့ကျွန်တော်ဆိုလိုပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုပုံမှန်လင်းပြောမယ်ဆိုလို့ရှိရင်တော့စစ်ကြီးအရာဟိုငင်းချမ်းကြီးကိုဖြည့်ဆင်းဖို့စူးစမ်းနေတာကျွန်တော်တို့နော်ဒီရှင်းနေတယ်လက်တွေ့ငင်းလို့မရတဲ့အခြေအနေမှာစစ်ကြီးနဲ့ဆိုကျွန်တော်တို့ငင်းချမ်းကြီးရတော့ဘယ်လိုနဲ့မှရနိုင်မှာမဟုတ်ဘူးစစ်ကြီးတစ်ခုနဲ့ကတော့တစ်ဖက်နဲ့တစ်ဖက်မှာမဆုံးနိုင်တဲ့စစ်ပွဲပေါ့နော်မပြေဆုံးနိုင်တဲ့စစ်ပွဲပဲကျွန်တော်တို့စီလျာပြီးတော့ကျွန်တော်တို့ဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်နိုင်ငံရေးအရတော်လည်းကောင်းတန်တမာနည်းအရနဲ့တော်လည်းကောင်းကျွန်တော်တို့တွားဖို့လိုတယ်ကျွန်တော်တို့စစ်ရေးနိုင်ဖို့စကားစကိုတော်လှန်တဲ့နေရာမှာလဲစစ်ရေးနဲ့ကျွန်တော်တို့အစွမ်းကုန်ကြိုးစားတယ်လို့ကျွန်တော်တို့တန်တမာနည်းအနေနဲ့ရောဆက်လက်ပြီးကြိုးစားဖို့လိုနေပါတယ်လို့အထူးသဖြင့်ကျွန်တော်တို့နဲ့အင်္ဂလိပ်နာချင်းဖြစ်နေတဲ့ကျွန်တော်တို့နဲ့စကားပြောလို့ရတဲ့တိုင်းပြည်တွေအဲ့ဒါတွေလည်းပဲကျွန်တော်တို့အတတ်နိုင်ဆုံးကျွန်တော်တို့ပူပေါင်းဆောင်ရွက်ပြီးတော့ကြိုးစားဖို့လိုလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အခုမြင် online ကစစ်ကြီးရဆိုအရင်ကန်တွေ့တယ်ဒါပေမဲ့စစ်ကြီးရဆိုတော့အချင်းဒီမလှကိုအားလုံးသိပြီးသားပဲသူကကြက်ဆုံးတဲ့အပိုင်းရှိနေတယ်တိုးတော်လည်းပဲနိုင်ငံကြီးနဲ့တန်တမာကြီးနဲ့သူဆက်လက်ပြီးကြိုးစားတဲ့အခါတရုတ်ကိုချင်းကပ်တယ်ရုရှားချင်းကပ်တယ်ရုရှားကိုတရုတ်ပြောခိုင်းတယ်တရုတ်ရဲ့စီးရုံးမှုနဲ့မြောက်လိုင်းကတနတ်တစ်ချက်မဖောက်ပဲနဲ့จีสันจะต้องมากุมเบนเนี่ยเราไม่เอาได้สิทธานะชูเปลี่ยนยานี่เลยสุดละสิทธิ์ใจบียารามาบุแล้วในไงตันตมันเนี่ยตัวเดียวเราเปลี่ยนยาราผิดเลยไอ้นี่อัลลาห์ดูชีนิมิวกูจะนรู้
ကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တို့ CB ICNCC အနေနဲ့လည်းကျွန်တော်တို့ကြားထဲမှာပူးပေါင်းဆောင်ရွက်ဖို့စီကြီးတန်တမန်ကြီးပူးပေါင်းပြီးတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ခြေလှမ်းလှမ်းနိုင်ဖို့လည်းကျွန်တော်မေတ္တာရပ်ခံတဲ့ကြံပြုတ်လိုပါတယ်နောက်ပြီးတော့ CB ထဲမှာလည်းပဲကျွန်တော် CB အာအဖွဲ့6ဖွဲ့ရှိတယ်အဲ့ဒီ6ဖွဲ့မှာလည်းအာညီညွတ်ညွတ်နဲ့ကောင်းဆောင်ပိုင်းရဲ့ဥဆောင်မှုကိုဘောနော်တော်တဲ့ကောင်းဆောင်တွေကဥဆောင်လို့စစ်ကြီးရောနိုင်ငံကြီးရောအမြတ်ရဲ့ပေါ့အဆင်ပြေတာတွေ့ရှိပါတယ်ဒီအထက်အောက်ဆက်ဆံရေးမှာလည်းပို့ပြီးတော့နည်းနည်းအဆင်ပြေအောင်ပေါ့နော်ဖြစ်စေချင်တယ်ဥပမာအဖြစ်ကျွန်တော်တို့မြို့တွေတင်းလာတယ်မြို့တွေတင်းနိုင်ပြီးတော့ကျွန်တော်တို့ရဲ့ CB ရဲ့ control အောက်မှာမြို့ဒီရောက်ရှိလာတယ်အဲ့ဒီချိန်ခါမျိုးမှာကျွန်တော်တို့ရဲ့စီလုံးငယ်မျိုးမှုပြည်သူလူထုနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးမှလည်းအထူးကရုစိုက်ဖို့ကျွန်တော်အနေနဲ့တော့အကြံပြုလိုပါတယ်ကျွန်တော်တို့ရဲ့ပြည်သူနဲ့ကျွန်တော်တို့ဒီCB တပ်ဖွဲ့ဒီပေါ့နော် CB တပ်ဖွဲ့ဝင်တွေအခုကျွန်တော်တို့ပေါ့အာလေးမြို့နယ်ရှိတယ်အဲ့ဒီမြို့နယ်တွေမှာလည်းပို့ပြီးတော့စစ်လုံးလုံးနေလို့နဲ့ပြည်သူနဲ့လက်တွဲနိုင်ဖို့လဲပြည်သူနဲ့တသားတည်းဖြစ်အောင်ဘာသာမှမထွက်အောင်ကျွန်တော်တို့ငြိမ်စိတ်လေးနဲ့ကျွန်တော်ထိန်းသိမ်းနိုင်ဖို့ဘာကြောင့်လဲဆိုတော့စစ်ကြီးမှာကျွန်တော်တို့ကာကွယ်ဖို့လိုတယ်လုံခြုံအောင်ကာကွယ်ဖို့လိုတယ်လို့ပြည်သူတွေရဲ့နေထိုင်ရေးမှာလုံခြုံနွေးထွေးထွေးနဲ့သူတို့စာဝတ်နေရောသူတို့ရဲ့စိတ်ဓာတ်ရေးရာရောသူတို့ရဲ့ကျန်းမာရေးပညာရေးတော့စီပင်တရားရေးဆက်ဆက်အရာမှာကျွန်တော်တို့ကတာဝန်ယူလုပ်ဆောင်ရတဲ့အခါမှာကျွန်တော်တို့ CB ICNCC မှာအလုပ်တည်ကြတဲ့အတိုင်းဘယ်တိုင်းပြည်ဘယ်နိုင်ငံမှာကူညီမှုရခဲ့တာမဟုတ်ဘူးကျွန်တော်တို့ဟာကျွန်တော်တို့တဲ့အခုမနေ့ဒီမနေ့ကျွန်တော်တို့ပြန်မတော့မနေ့ပေါ့နော်ဒီလိုကျွန်တော်တို့ဒီ CLF ပေါ့နော်ဒီ fundraising committee ဥက္ကဋ္ဌနဲ့ကော်မတီဝင်တွေရဲ့စူးစမ်းပန်းစားနဲ့အမြင့်နာခံမှုပြီးဆန်မှုနော်ဟိုမမောနိုင်မပန်းနိုင်ပေါ့နော်စူးစမ်းမှုကြောင့်ကျွန်တော်တို့ရနိုင်တဲ့ဟာလေးဟိုပြီးမိဘပြည်သူတွေရဲ့ပန့်ပိုးပုံမှုလေးပဲရှိပြီးတော့အဲ့ဒါနဲ့စစ်ကြီးလဲအဲ့ထက်ပဲတော့ပြည်သူထက်ပဲကျွန်တော်တို့ရဲ့ဒီပြည်တွင်းပြည်ပမှာရှိတဲ့ကျွန်တော်တို့ supporter ရဲ့ပန့်ပိုးပုံမှုနဲ့လှုပ်ရှားနေရတယ်အဲ့ခါတော့စစ်ကြီးမှလည်းအများကြီးလိုအပ်ချက်အများကြီးရှိတယ်ပြည်သူထက်နောက်စောကျွန်တော်ပြောတဲ့ဒီဆောက်ရေးမှလည်းအများကြီးလိုအပ်ချက်ရှိတယ်အဲ့လိုအပ်ချက်တွေရှိတဲ့ခါကျတော့တခုမြတ်ပြီးပြောချင်တာကခုမြန်မာနိုင်ငံအတွင်းမှာတိုင်းနဲ့ပြည်နယ်အသီးသီးမှာပေါ့လွတ်မြောက်နယ်မြေရှိတယ်မလွတ်မြောက်ပြည်မဲ့ကိတ်တွေထားပြီးတော့ကျွန်တော်တို့မိဘပြည်သူစီကနေပြီးတော့အခွန်ကောက်တာတွေရှိတယ်နောက်ထောက်ပံ့ကြေးတွေပေါ့နော်အလှူငွေတွေအဲကျွန်တော်တို့ခံယူထားတာတွေတောင်းခံထားတယ်လို့ပြောရမှာပေါ့နော်။ဘာပြောအဲ့လိုတွေရှိတဲ့ခါကျတော့တချို့နေရာတွေမှာအရှင်ပြီးပြီးတော့မိဘပြည်သူတွေနဲ့အရှင်ပြနဲ့ကျွန်တော်တို့တွားနိုင်ခဲ့တော့လေတချို့နေရာတွေမှာမိဘပြည်သူတွေကစိတ်ညစ်ပြီးတော့ဒါလွန်အားကြီးတယ်ဒါမိဘပြည်သူတွေရဲ့လေကျွန်တော်တို့ဘဝဘာမှအစီပရအရှင်ပြေတာမဟုတ်ဘူးစားဖို့တောက်ဖို့တော့မှအနိုင်လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်ပိတ်ဆို့မှုတွေစကားစအများကြီးလို့လည်းကြားရတဲ့ကျွန်တော်တို့ဘဝအသက်ရှင်နိုင်ရေးအတွက်ရုန်းကန်နေရတယ်ဒီကြားထဲမှာပဲဒီကျွန်တော်တို့ဒေါ်လာလက်နက်ကင်တွေကထပ်ပြီးတော့ပြည်သူတွေကိုဒုက္ခပေးတယ်နစ်နာအောင်လုပ်တယ်ထိခိုက်အောင်လုပ်တယ်အဲ့ဒါလည်းပြန်ပြီးတော့စဉ်းစားပြည့်တင်တယ်ဆိုတဲ့ပြည်သူတွေရဲ့အတန်တွေလည်းကျွန်တော်တို့ကြားနေရတယ် online မှာရောနော်အမျိုးနော်အဲ့လိုအတန်တွေကြားနေတဲ့အခါကျတော့အဲ့ဒီကိစ္စလည်းပဲကျွန်တော်တို့အာဒေါ်လာရဲဘော်တွေအနေနဲ့လည်းပြန်ပြီးစဉ်းစားပြီးဖို့လိုတယ်တကယ်လိုအပ်တာတကယ်လိုအပ်တယ်လိုအပ်လို့ဒါတွေကပေါ့ထိုက်တဲ့ဟာလုပ်တာဖြစ်တယ်ဒါပေမဲ့ပြည်သူတွေရဲ့စိတ်မှာပေါ့နော်စိတ်ပြတ်လောက်အောင်စိတ်ကုန်လောက်အောင်သူတို့စစ်စင်းရဲလောက်အောင်
မလုပ်ဘဲနဲ့အတတ်နိုင်ဆုံးတက်တက်ညာညာနဲ့အဆင်ပြေအောင်လုပ်လို့ရှိရင်တော့ပြည်သူတွေရဲ့ထောက်ခံမှုကကျွန်တော်တို့ဘက်မှာအမဲရန်ရှိနေမှာပဲကျွန်တော်တို့ကဒီဆက်လက်ပြီးတော့တွားရမယ်ဒေါ်လာရေးခရီးမှာပူပြီးအဆင်ပြေမှာဖြစ်ပါတယ်လို့ကျွန်တော်အဲ့ဒါလေးတော့ကျွန်တော်ကြံပြုတ်ချင်တယ်အကျေ၍များပြည်သူတွေကသူတို့လည်းတော်တော်လေးဟိုပေါ့နော်အတိုင်းနဲ့အတားတစ်ခုနဲ့မဟုတ်ဘဲနဲ့လွန်အားကြီးတယ်ဒီလူတွေတော့ကျွန်တော်တို့ဆိုတဲ့စိတ်ပြတ်တဲ့ဟာမျိုးနဲ့မထောက်ခံတော့ဘူးကျွန်တော်တို့တော့ကပြည်သူမပါတော့ဘူးဆိုရင်တော့ကျွန်တော်တို့မှာတော်တော်လေးကိုအခက်အခဲရှိမှာဖြစ်ပါတယ်နောက်တချို့နေရာတွေမှာဘယ်လောက်ထိဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့အချင်းချင်းလဲမငြင်းညွတ်ဘူးနော်တိုက်ပွဲတွေဖြစ်နေတယ်နောက်စကားဆနဲ့လည်းကျွန်တော်တို့တိုက်ခိုက်နေရတယ်နော်အဲ့လိုဖြစ်နေတဲ့ခါကျတော့ပြည်သူတွေကဘယ်လိုနေထိုင်ရမှန်းတော့မသိတော့ဘူးသူတို့မှစိတ်ပြတ်နေတယ်ဒီထက်တော့ဒီလိုမျိုးအခြေဒီဆိုးကြီးဘဝပြတ်နေတဲ့တိုင်းပြည်ဖယိုဖယဲဖြစ်နေအစားတော့စကားဆတဲ့အောက်မှာအေးအေးဆေးဆေးနေပူကောင်းတယ်ကျွန်တော်တို့အဲ့ဒါပဲပြန်တန်းတာတယ်ဆိုတဲ့ဟာမျိုးအဲ့ဒီအခြေအနေမျိုးမဖြစ်အောင်ကျွန်တော်တို့လက်နဲ့ကင်တွေကျွန်တော်တို့အထုသဖြင့်တော်လှန်တဲ့ကျွန်တော်တို့တော်လှန်ရေးဖွဲ့စည်းတွေကကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့တရိထားပြီးတော့ပြည်သူတွေရဲ့အတန်လေးကိုနားထောင်ပြရအောင်အဲ့ဒီအခြေအနေမျိုးဆူဆူဝါဝါရောက်မသွားအောင်ပြည်သူနဲ့ကျွန်တော်တို့လက်တွဲမဖြုတ်စရန်တော့တရားမှတရားရခိုင်မှုထောက်ခံမှုအပြည့်အဝရအောင်ကျွန်တော်တို့အနေနဲ့လည်းဆက်လက်ပြီးကြိုးစားကြရအောင်အဲ့ဒါလေးလည်းပဲကျွန်တော်မေတ္တာရက်ခံချင်ပါတယ်